Louis ဝန်ထွက်သွားကြတဲ့ကဒီမိုရာတွေကိုဘာလို့အခုထိမပြင်ရသေးတာလဲသူထွက်သွားပြီးကြတဲ့ကဘယ်သူမှမကန်ရဲကြဘူးအင်ဂျင်ဝင်ရိုးဆက်တုံးနဲ့ဂီယာတွေကိုပြန်ချိန်ရမှာ Louis ဝန်ဘယ်မှာလဲအခုချက်ချင်းခေါ်လိုက်စမ်းဘယ်သူမှငါပြောတာမကြားဘူးလားဒရိုက်တာဆော့ကိုဖုန်းဆက်ပေးပါလူကျွမ်းကိုဒရိုက်တာဆော့ကအလုပ်ထုတ်လိုက်ပြီးဘာလို့ထုတ်တာလဲတိကျတဲ့စက်ပစ္စည်းအစိပ်ပိုင်းတွေကိုခိုးယူတယ်လို့ပြောတာပဲဒီစက်ယုံကလူတိုင်းအဲ့ဒီကိစ္စအနံ့တက်မကောင်းဘူးဆိုတာသိကြတယ်ဒါကိုဘယ်သူဆုံးဖြတ်တာလဲအဖေကစကားနားမထောင်ဘူးသားကိုအမြဲဆန့်ကျင်နေတာစက်ယုံမှာဘယ်သူကဆရာလဲဆိုတာသူသိအောင်လုပ်လိုက်ယုံပဲဟောင်းချင်ကုန်တင်ကားကြီးတွေရဲ့အင်ဂျင်ကိုပြင်နိုင်တဲ့စက်ယုံတစ်ခုလုံးမှာတယောက်တည်းသောလူကိုမင်းမောင်းထုတ်လိုက်တာပေါ့အခုသူကစက်ယုံအသေးလေးတစ်ခုပဲထောင်ထားတာစက်ပိန်းနဲ့ဆိုင်ကယ်တွေပဲလောက်တာတိတ်မဟုတ်ပါဘူးဒရိုက်တာဆော့ရောက်သူ့ရဲ့လိုလင်ဆိုင်ကယ်ကိုတခြားပြည်နယ်ကသမဝါယမအသင်းတွေကြိုတင်မှယူထားကြပြီးပြည်နယ်မြို့တော်ကနေတောင်လာကြည့်ကြတယ်လို့ပြောတယ်သုံးပြည်နယ်ကဖြန့်ချိသူတွေစီကလည်းကျေးနှန်းစာရောက်လာတဲ့လူယွန်းရဲ့ဆိုင်ကယ်အကြောင်းစုံစမ်းနေကြတာသူကဆိုင်ကယ်ထုတ်လုပ်နိုင်နေပြီလားအပေါ်ရန်ဟန်ပြတက်ပါဟန်ပြမဟုတ်ဘူးအနောက်ဘက်တောင်ကုန်းမှာစမ်းသက်မောင်းနေတုန်းကပစ္စည်းတွေအပြည့်နဲ့စက်မသေးပဲတက်သွားတာဟောင်းစင်ရဲ့မော်ဒယ်အစ်စ်ကတော့အဲ့ဒီနေရာတင်ဝယ်သူမရှိတော့ဘူးမင်းကစက်ယုံကရွှေကိုမောင်းထုတ်ပြီးအမိုက်ကိုရတနာလိုသဘောထားနေတော့ပဲတေချာကြည်စံအလုံးပေါင်း368လုံးအထည်ပြက်ပြန်ရောက်လာပြီးသမဝါယမအတင်းကငွေပေးချေမှုဆိုင်းငံ့လိုက်ပြီးအစိုးရဌာနကလည်း3ချိန်တိုင်းတောင်းဆိုထားပြီးစစ်စေးရေးအဖွဲ့ကတံဘက်ခါရောက်တော့မယ်အဖေသားကိုမချောက်ပါနဲ့ကျွန်တော်တို့စက်မိသားစုအောင်ချင်းမှာရှိနေတာနှစ်တွေကြာပြီးမိုးရာအနေငယ်ကြောင်းနဲ့တော့မပြိုလဲပါဘူးဒါမိုးရာအနေငယ်မဟုတ်ဘူးဒါစာချုပ်စစ်ဘက်ဆိုင်ရာတာဝန်အချိန်မီမပေးနိုင်ရင်အမှားစာတွေဖျက်တောက်ခံရမယ်ရန်ပုံငွေပြတ်တောက်ပြီးစက်ယုံပျက်စီးသွားလိမ့်မယ်ဒရိုက်တာဟောင်းချင်ယူသားကပတ်စံပဲရချင်ခဲ့တာဒါတွေအားလုံးကအပြင်မှာပြဿနာရှာနေတဲ့လူယွန်းကြောင့်ပဲပါဇက်ပိတ်ဆန်းလူယွန်းသားဒီမှာရှိနေရင်အင်ဂျင်တွေပို့ပေးပြီးလောက်ပြီးအခုသူ့ဆိုင်ကယ်တွေတနိုင်ငံလုံးမှာရောင်းနေရတာဒါသူ့အရေးချင်းပဲဒရိုက်တာဟောင်းလူယွန်းကအရင်ကတည်းကပြင်တက်တာစက်တန်ကြားယုံနဲ့ဘယ်မှာချိုးရင်းချက်ရှိလဲတည်တယ်ဒါဆိုမင်းတို့ဘာလို့မောင်းထုတ်ခဲ့တာလဲအခုတော့အဲ့ဓာတွေပြောနေလဲမထူးတော့ဘူးအပြင်ကပညာရှင်တွေသွားရှာမယ်အပြင်ကပညာရှင်တွေကိုပတ်စံပေးပြီးခေါ်မလို့လားစစ်စေးရေးကနောက်လာမှလာတော့မှအခုမှစဉ်းစားမိတာလားဘာနဲ့ပတ်စံပေးမှလဲကိုတော်တွေကပြန်အန်းထားတဲ့အထည်ပြက်ပုံကြီးနဲ့လားဒါဆိုလူယွန်းကိုသွားရှာပြီးပြန်ပြင်ခိုင်းမယ်သူကအလုပ်သမားအမြဲတမ်းဖြစ်ဖို့စောင့်နေတဲ့အလုပ်သမားလို့ထင်နေတုန်းကအခုသူကလိုရင်ဆိုင်ကယ်စက်ယုံရဲ့ဒရိုက်တာတနိုင်ငံလုံးကသူ့ဆိုင်ကယ်တွေကိုစောင့်နေကြတာသူကမလာရဲပဲနေမလားဟောင်းရှင်ကသူ့ကိုငွေထုတ်ပေးခဲ့တာလေမင်းကသူ့ကိုဗာပေးခဲ့လို့လဲအမြဲတမ်းယာတူလဲမပေးဘူးအိမ်လဲအသိမ်းခံရတယ်ပြီးတော့သူ့ရဲကောင်းတယောက်ကိုလည်းဖျက်ဆီးခဲ့တယ်ဒီပါရိုက်ချက်ကဟောင်းရှင်စက်ယုံအတွက်ပဲမင်းကိုယ်တိုင်စက်ယုံရဲ့အသက်သွေးကြောကိုဖျက်တောက်လိုက်တာအခုချက်ချင်းကားပြင်ထားငါကိုယ်တိုင်လူယွန်းကိုပြန်လာဖို့သွားတောင်းပန်မယ်သူပြန်မလာရင်ဟောင်းရှင်ပေးရမှာကိုသာပြင်ဆင်ထားလိုက်တကားဝကိုပဲငေးမနေနဲ့ထမင်းစားနောက်ပိုင်းလူယွန်းအကြောင်းပြောတိုင်းညမျက်လုံးတွေတောက်ပြောင်နေတယ်သမီးကသူဘာထူးခြားလဲဆိုတာကြည့်ကျင်လို့ပါအဖေလူယွန်းကတကယ်ပဲတာမန်လူမဟုတ်ဘူးအရင်ကဟောင်းရှင်စက်ယုံမှာယာယီအလုပ်သမားပဲကုန်တင်ကားကြီးတွေရဲ့အင်ဂျင်တွေကိုပြင်ပေးခဲ့တာအတန်ကြားယုံနဲ့ဘယ်နာပြက်လဲတည်တယ်ဟောင်းရှင်ကသူ့တန်ဖိုးကိုမသိလို့မောင်းထုတ်လိုက်တာအဲ့ဓာတွေအားလုံးကိုအင်ဂျင်နီယာချုပ်ဝေကသမီးကိုပြောပြပြီးသားပါသူကအဓိကကားကို30စက္ကန့်အတွင်းပြင်ခဲ့တာသမီးကားရဲ့စတီယာရင်တန်ကပြုပြင်မှုမှန်ခံထားရတယ်လို့စာတကြောင်းနဲ့ထောက်ပြခဲ့တယ်ပြီးတော့စက်အဟောင်းတစ်လုံးနဲ့တစ်ဆက်ခွဲစိတ်မှုတိကျတဲ့ဂီယာတွေကိုလုပ်ခဲ့တာအန်ကယ်ဝေကသမီးကိုနေတိုင်းပြောနေတာသူကစက်မှုပါရမီရှင်တယောက်လို့ပြောတယ်အန်ကယ်ဝေကချက်ကားပြောတာမဟုတ်ပါဘူးလူယွန်းကအမြောက်တန်မဏိကိုတုံးပြီး Expedition No. 1ကိုလည်းထုတ်လုပ်ခဲ့သေးတယ်ချော့ထင်ယူကတန်မဏိပိုက်ထောက်ပံ့မှုကိုဖျက်တောက်လိုက်ပေမဲ့အဲ့ဒါကပဲသူ့ကိုပိုကောင်းအောင်လုပ်ဖို့တွန်းအားဖြစ်စေပြီးစပိန်ထုတ်လုပ်ဖို့အမြောက်တန်မဏိကိုတုံးစေခဲ့တာအဲ့ဒီဆုံးဖြတ်ပစ္စည်းအသုံးပြုတဲ့လုပ်ငန်းစဉ်ကိုငါကိုယ်တိုင်အတည်ပြုပေးခဲ့တာဒါပေမဲ့အခုထိလူကိုယ်တိုင်မမြင်ဘူးသေးဘူးဆုံးဖြတ်ထားတဲ့စက်ယုံကိုပြန်လည်အသက်သွင်းနိုင်ပြီးလိုရင်းဆိုင်ကယ်ကိုပါထုတ်နိုင်တဲ့လူကိုငါကအစီရင်ခံစာတွေနဲ့တင်ဆုံးဖြတ်လို့မရဘူးနောက်ပိုင်းသူတကယ်အလုပ်ရှုပ်နေတာလိုရင်းဆိုင်ကယ်ကစမ်းသပ်မှုပြီးခါစားပဲရှိသေးတယ်တခြားဒေသကသမဝါယမအသင်းတွေစီကကျေးနှန်းစာတွေနဲ့အမှားစာတွေရောက်နေပြီးသူနေတိုင်းအလုပ်ယုံမှာပဲအိတ်တယ်အင်ဂျင်စီလိုင်းရဲ့တုံခါမှုတိုင်းကိုစစ်ဆေးနေရတာအလုပ်ရှုပ်တာကောင်းပါတယ်ဒါပေမဲ့အနာဂတ်ရောက်ခမကိုတော့မတွေ့နိုင်တော့အောင်အလုပ်ရှုပ်နေတာလားအဖေဟာဘာတွေပြောနေတာလဲငါပြောတာမှားလို့လားသူ့အတွက်နဲ့ညီကစက်ယုံခန်းကိုရှာပေးတယ်သူ့အတွက်နဲ့အင်ဂျင်နီယာချုပ်ဝေကိုသွားရှာတယ်သူ့အတွက်နဲ့ချော့ထင်းရွာကိုထိတ်တိုက်ရင်ဆိုင်ခဲ့တဲ့ညီကကူညီပံ့ပိုးပေးတဲ့ရင်းနှီးမြှုပ်နှံသူတက်ပဲလို့မပြောနဲ့သမီးကလူကောင်းတယောက်နှိမ့်ဆက်ခံရတာကိုမကြည့်ရလို့ပါသုံးနှလုံးလုံးသူ့ရဲ့နေရာနဲ့အိမ်ကိုသူ့ဦးလေးကိုပေးခဲ့တာနောက်ဆုံးတော့ဆွဆွဲခံရပြီးစက်ယုံကမောင်းထုတ်ခံရတယ်ဒါပေမဲ့သူစိတ်မပြတ်သွားဘူးသူ့ရဲ့နာကျင်မှုအားလုံးကိုစက်တန်တွေအဖြစ်ပြောင်းလဲပစ်ခဲ့တာညီစကားပြောတာညီအမေအတိုင်းပဲတယောက်ယောက်ကိုရွေးချယ်ပြီးရင်အဆုံးထိကာကွယ်တော့တာပဲဒါဆိုအဖေလဲသူ့ကိုသဘောကျမှာပါငါသဘောကျမကျဆိုတာငါမျက်စိနဲ့ကိုယ်တိုင်မြင်ရအောင်မယ်ပုံစံပြမြေပုံတွေကလိန်ရရင်လိန်မယ်စက်ပစ္စည်းတွေကတော့မလိန်ဘူးဒီနေ့မွန်းလွဲပိုင်းမှာငါ6နဲ့အတူလိုလိန်ဆိုင်ကယ်စက်ယုံကိုသွားမယ်အခုချက်ချင်းရုတ်တရက်ကြီးမသွားပါနဲ့ဦးအလုံးယုံကရှုပ်ပွားနေရင်သူသမီးတို့ကိုဧည့်ခံနိုင်မှာမဟုတ်ဘူးအဲ့ဒါကိုပဲငါကမြင်ကျင်တာတကယ်စက်ယုံအစ်စ်ကိုမြင်ကျင်တာတကယ်လူယူဝင်အစ်စ်ကိုမြင်ကျင်တာသူကတကယ်ရေးချင်းရှိရင်ငါလမ်းဖွင့်ပေးမယ်အင်ဂျင်နီယာချုပ်ဝေပြောသလိုပိုတွေပဲဆိုရင်တော့ညီကိုငါလက်နဲ့ပဲပြန်ခေါ်လာခဲ့မယ်သူအဖေကိုစိတ်ပြက်စေမှာမဟုတ်ပါဘူးဒါဆိုရင်ပိုပြီးတော့တောင်သွားကြည့်ရမယ်ဒရိုက်တာဟောင်းရှင်စက်ယုံဘက်မှာလှုပ်ရှားမှုရှိနေတယ်အဖိုးကြီးစာစက်ယုံကိုပြန်ရောက်လာပြီးကုန်တင်ကားကြီးအင်ဂျင်တွေရက်တက်နေတာနဲ့ဟောင်းရှင်ရဲ့မော်ဒယ်အစ်စ်ပြန်ခံနေရတာကိုသူသိသွားပြီးအခုလိုဆိုင်ကယ်စက်ယုံကိုသွားဖို့ကားပြင်ခိုင်းနေပြီးအဖိုးကြီးချာကလူယွန်းကိုသွားရှာတော့မှအခုအင်ဂျင်တွေပြန်ပြင်ခိုင်းဖို့သွားတောင်းပန်မလို့ဟောင်းရှင်ရဲ့အင်ဂျင်စစ်ဆေးရေးကတန်ဘက်ခါလာတော့မှဘယ်သူမှမပြင်နိုင်ကြဘူးအဖိုးကြီးစာကတော့မျောလင်းချက်မဲ့နေပြီအရင်ကကြတော့သူတို့ဘာလုပ်ခဲ့လဲအရေးချင်းရှိတဲ့လူကိုယာယီလုပ်သမားလို့ဆက်ဆံခဲ့တဲ့ရွှေကိုကြောက်ခဲလို့လွှင့်ပစ်ခဲ့ပြီးအခုစက်ယုံပေးရတော့မှပြန်ဖိတ်ဖို့တတိရတယ်ပေါ့အဖေလူယွန်းကအဆက်ခွဲခံရဖို့အတွက်နဲ့တော့ပြန်သွားမှာမဟုတ်ဘူးပြန်မပြန်ဆိုတာသူ့အဆုံးဖြတ်ပါဒါပေမဲ့ဖြိုးထင်းကြီးရောကသူ့ကိုဘလို့ဆွဆွဲခဲ့လဲယာရုကိုဘလို့လူယူပြီးတန်မဏိတွေကိုဖျက်တောက်ခဲ့လဲဆိုတာငါနားနဲ့ကိုယ်တိုင်ကြားကျင်တဲ့ဒီစရင်တွေကိုကောလာဟာလာတက်တက်အဖြစ်ထားလို့မရဘူးဒရိုက်တာကားအစင်သင်းဖြစ်ပါပြီအခုချက်ချင်းသွားကြစို့လူရင်းဆိုင်ကယ်စက်ယုံကိုကျမလည်းလိုက်မယ်အေး
ညီလဲလိုက်ရမှာပေါ့ငါတေချာပေါက်သဘောကျမှာပါလို့ညီပြောခဲ့တယ်မဟုတ်လားငါသမီးရွေးချယ်ထားတဲ့လူကတရုတ်နိုင်ငံရဲ့စက်မှုကဏ္ဍကိုတကယ်ပဲထမင်းတိုင်လို့ထားနိုင်မလားဆိုတာဒီနေ့ငါကိုယ်တိုင်ကြည့်ရမယ်ခေယောက်ချာအင်ဂျင်နီယာချုပ်ဝေကိုလည်းလိုက်ခဲ့ဖို့အကြောင်းကြားလိုက်ဒီနေ့ဟောင်းစင်ရဲ့စရင်ဟောင်းလို့လည်းရဲ့စရင်တင်တဲ့လူကြောကိစ္စတွေကိုငါအကုန်နားလည်အောင်လုပ်မယ်လို့ကြွမ်းအမှန်တရားကရောက်တော့မှာပါဒီတစ်ချိန်တော့ဘယ်သူမှမင်းကိုတခိုးလို့ထပ်မခေါ်နိုင်တော့ဘူး